Hello မင်္ဂလာပါမျိုးဒီတုံညပရိလို့ဖြစ်တာနဲ့တပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်6ပင်ဆင်းတာနဲ့နှလုံးငါဟုတ်ပြီနော်ဒီတုံညအကြောင်းနှလုံးရှေ့နှလုံးငါလို့ဖြစ်ပြီးတပင်နှစ်ပင်သုံးပင်ဆင်းတာနဲ့ပရိရှေဟုတ်ပြီနော်အဲ့လိုပရိရှေငါးကြောင့်ပရိရှေလို့ဖြစ်တာနဲ့အဲ့ဒီတုံညပရိဖြစ်တဲ့နှစ်မှာကြည်လိုက်တဲ့သုံးခါနဲ့ပရိရှေသုံးခါနဲ့ပရိရှေဖြစ်ရမယ်နောက်တစ်ခါရှစ်ပြီးရင်သုံးပရိဖြစ်ရမယ်ရှစ်သုံးပရိဆော့ဖို့အတွက်ငါးခါဖြစ်ပြီးမှနော်ဟုတ်ပြီနော်သုံးငါးဆိုတဲ့ရှစ်ဖြစ်မှအဲ့ဒီငါးလေးခါဖြစ်မှသုံးပရိကအပူဟုတ်ပြီနော်အဲ့ဒါဆိုရင်ရပြီနော်ငါးခါသုံးခါနဲ့ရှစ်ပရိအဲ့ဒါဆိုရင်ဟုတ်ပြီအဲ့လိုဖြစ်ပြီဆိုလို့ရှိရင်နောက်တစ်ခါသူတို့ဆက်သွားမယ်ပေါ့နော်ဒီကနေပြီးတော့တပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်6ပင်9ပင်သွားတုံညပရိ1 2 3 4 5 6ဟုတ်ပြီနော်နှလုံးငါတုံညကြောင့်နှလုံးငါလို့ဖြစ်တာ ਨੇ အဲ့ဒီမှာ10ပရိသူ့3ပင်စင်တာနဲ့10ပရိအဲ့ဒီနှစ်မှာ3ခါနဲ့ပရိရှိဟုတ်ပြီနော်နောက်တစ်ခါ5ခါနဲ့ပရိရှိအဲ့ဒီ3နဲ့ဒီ5နဲ့ကို10ဖြစ်မှာဒီ5လေးကြောင့်အပူ3ပရိဒီ3လေးကြောင့်စုံ3လုံး10ပရိဟုတ်ပြီအဲ့ရနေပြီးတော့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်ထွက်သွားတာ ਨੇ အဲ့ဒီမှာရှိခဲ့တာ3ညပရိ1 2 3 4 5 6ပင်စင်တာ ਨੇ နှလုံးငါနှလုံးငါကို3ပင်စင်ပရိရှိအဲ့လိုဖြစ်ပြီးဆိုမှအဲ့ဒီရှစ်ပရိတ်ဒီကောက်တဲ့အခါမှာသူ့အပေါ်ကိုကြည့်လိုက်အောက်ကိုကြည့်လိုက်ငါးခါလေးဖြစ်ရောပရိတ်3ကအပူနောက်တစ်ခါ3ခါနဲ့ရှာလိုက်3ခါနဲ့ပရိတ်8ကစုံ3လုံးပရိတ်8ဟာဒီပရိတ်8ရဲ့ခုနလုံးက3ပရိတ်ကကိုစော့ကျင်တာဟုတ်ပြီနော်အဲ့ဒါဆိုရင်ကြည့်ကြမယ်ပေါ့ရှင်းတယ်နော်ဒီကနေပြီးတပင်နှစ်ပင်သုံးပင်တက်တာနဲ့3ညင်တက်တာနဲ့အကိုက်ပဲနော်1 2 3 4 5 6 9ပင်ဒီကနေ3ပင်တက်တာနဲ့1 2 3 4 5 6 9ပင်ဟုတ်ပြီနော်ဒီ3ညတွေဒီ3ညတွေဒီ3ညတွေဟုတ်ပြီအဲ့ဒါကြည့်ကြမယ်အဲ့ဒါဆိုရင်တဲ့အဲ့ဒီ3ညတွေဖြစ်ခဲ့တဲ့နှစ်တွေဟုတ်ပြီနော်3ငါလို့ခါလေဟဲ့လို့8လို့ဖြစ်တဲ့အချိန်မှာအဲ့ဒီငါးခါနဲ့စတွေ့တဲ့3ပရိတိအပူ3ပရိဖြစ်ရမယ်3ခါနဲ့တွေ့တဲ့ပရိတိစုံ3လုံးပရိရှိဖြစ်ရမယ်ဟုတ်ပြီနော်38လေးမှတ်ထားနော်နောက်တစ်ခါကြည့်3ညပရိဖြစ်တာနဲ့အောက်ကိုဆင်းလိုက်မယ်ငါးခါနဲ့စတွေ့တဲ့ဟာဒီ3ပရိဖြစ်ရမယ်အပူအောက်ဆက်ဆင်းအပေါ်တက်သွားတာသူက3ခါနဲ့တွေ့တဲ့ပရိတ်ဒီစုံ3လုံးပရိတ်ရှိဟုတ်ပြီနော်အဲ့ဒါပြင်3ညနှစ်မှာကြည့်လိုက်5ခါနဲ့စတွေ့တဲ့ကဏ္ဍဒီပရိတ်3အပူအောက်ဆက်ဆင်း3ခါနဲ့တွေ့တဲ့ပရိတ်8ဒီစုံ3လုံးဟုတ်ပြီနော်အဲ့ရနေမှာကျွန်တော်တို့ထွက်မယ်ပေါ့ဗျာနော်ဒီကနေစမယ်နော်3ညပရိတ်နှလုံးငါပရိတ်8လို့လည်းဖြစ်လိုက်တာ ਨੇ တပြိုင်နက်တည်း1နှစ်2နှစ်3နှစ်4နှစ်ထွက်တာ ਨੇဟာဒီအပင်လေးမှာရိုက်ချင်တာပရိတ်3သူ့အပေါ်မှာပရိတ်8ကြထားရမယ်ခုနတုန်းကစခေါ်ခဲ့တဲ့ပရိတ်8 4ခွန်ပဲဖြစ်ရမယ်အဲ့ဒီ8ဒီ8ဒီ3ဟုတ်ပြီနော်ဒီ3နေရိုက်မှာဒါပရိတ်တွေကိုရတာနော်ဒီ8ရိုက်မယ်ဒီ3ရိုက်မယ်လို့ပြောတာဟုတ်ပြီနော်အဲ့ဒါဆိုရင်စထွက်တဲ့ပရိတ်ဒီ8ပရိတ်လို့စထွက်ပြီးမှသူ့ကို3ပရိတ်လို့ခေါ်မှာပေါ့သူထွက်တိုင်းလဲဒီမှာ9ထိပ်ဒီမှာ6ထိပ်ဒီမှာ4ထိပ်ဟုတ်ပါဘူးအပိတ်9ပိတ်6ပိတ်4ပိတ်4ထိပ်ဆိုပြီးတော့ဟာဒီ3လုံး9ဖြစ်မှာဟာဒီ10ပရိတ်ကအောင်နာသူအောင်ပြီးမှသူအောင်နာဟောသူအောင်တဲ့အချိန်မှာ56ဆိုတဲ့တစ်ကလေးဖြစ်နေတာဟာဒီတစ်ကဘယ်တစ်တုံးဆိုတော့သူ့အပေါ်ကအဆောင်3လုံး6 4ခွန်5ဆိုတဲ့ဟာဒီအဆောင်3လုံး6အဲ့ဒီ6ကြောင့်56နဲ့1လို့ဖြစ်မှာဒီနေရာမှာ3ထိပ်လို့ခေါ်ရင်ဟာဒီ3လုံးကို4ပါလို့ခေါ်တာဟုတ်ပြီနော်6 5 3ကို4ပါလို့ခေါ်လိုက်တာအဲ့ဒီ4ကဘယ်လေးတုံးဆိုတော့ဟာဒီ3ညပရိရဲ့1နှစ်2နှစ်3နှစ်ထွက်တာ ਨੇ ဟာဒီ3လုံး4အပိတ်ခါပိတ်
ဟာဒီ3လုံး4တစ်နှစ်2နှစ်3နှစ်4နှစ်ထွက်တာနဲ့တုံညပေးရ4အဲ့ဒီ4ကိုမှကျွန်တော်တို့က6 5 3လို့4လိုက်တယ်ဟုတ်ပြီနော်အဲ့လိုလဲ4ပြီးတော့3 9သူက3 9 1ပဲထွက်ရမှာနော်ဟုတ်ပြီအဲ့ဒါဆိုရင်ဟာဒီ3လုံး6ရဲ့ပါဝါ1ကအပိတ်ဒီနှလုံး1ကြောင်1ပိတ်ဆိုရင်3 9 1ဆိုတဲ့ကဏ္ဍလေးတစ်ခွက်ထဲနှစ်ခါရှင်းပြမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်တို့ဒီဘရိတ်ပြီးဒါပြီးရင်ဒုတိယထွက်ကြမယ်ပေါ့တုံညလို့ဖြစ်ပြီးနှလုံး5လို့ဖြစ်တာနဲ့တပြိုင်နက်တည်း1နှစ်2နှစ်3နှစ်4နှစ်ထွက်တာနဲ့ဒီ3ပရိတ်ကိုရိုက်မယ်သူ့အပေါ်မှာ10ပရိတ်ထွက်ထားရမယ်ခွန်4ဆိုတဲ့ကဏ္ဍပဲဖြစ်ရမယ်အပိတ်နှလုံးနဲ့ထိတ်ကို3လုံး5လို့ချုပ်ပြီးခွန်4ဆိုတဲ့ကဏ္ဍပဲထွက်ရမယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်စက်ကြည့်မယ်အောက်ကို56ဆိုတဲ့တစ်ကလေးဖြစ်တာဒီဟာဒီအဆောင်လုံး6အဲ့6ပါဝါ1လို့လည်းဖြစ်လိုက်ရော3ထိတ်တဲ့1ဖြစ်မှ3ထိတ်လို့ဘာလို့ခေါ်တော့ဟိုက်3လုံးကို4ပါလို့ခေါ်တာခုနတော့မှဒီ5ဒီ3ညနေ1နှစ်2နှစ်3နှစ်4နှစ်ထွက်တော့ဟာဒီ3လုံး4ဟုတ်ပြီနော်သူ့4နှစ်ကဟာဒီ3လုံး4အဲ့ဒီ4ကဒီမှာလာပြီးတော့5 6 3ကိုဟာဒီ3လုံးဒီ4ဒီနှလုံး1ကြောင်1ပိတ်ဒါမှမဟုတ်ဟာဒီအဆောင်3လုံး6ရဲ့ပါဝါ1ပိတ်ဆိုတော့သူလဲ391ပဲသူလဲ391ပဲဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော်တို့နောက်တစ်ခါဘူဘရိတ်ကနေဆင်းမယ်အောက်တဲဆင်းလိုက်မယ်နှလုံး5လည်းဖြစ်ပြီးဗရိတ်ရှိလည်းဖြစ်ပြီး1နှစ်2နှစ်3နှစ်4နှစ်ထွက်တာဒီအပင်ကိုရောက်ပြီဆိုတော့56လို့ထိုးတာနဲ့ဟိုက်နေရမှာ3ထိပ်အဲ့ဒီ1ကြောင်ဟာဒီအဆောင်3လုံး6ဒီနှလုံးကို1ပါလို့ခေါ်တော့အဲ့ဒီမှာ3ထိပ်လို့ရေးလိုက်ပြီနော်ဟုတ်ပြီနော်အဲ့ဒီမှာကျွန်တော်တို့ဒီနှလုံး1လို့ဖြစ်တာနဲ့56နဲ့ပဲ1ရမှာနော်အဆောင်3လုံး6လို့ဖြစ်ပြီးအဲ့6ပါဝါဒီနှလုံး1လို့ခေါ်လိုက်တဲ့အချိန်ကြာမှကျွန်တော်တို့ကဒီပွဲမှာ3ထိပ်လို့ခေါ်လိုက်ပြီဟုတ်ပြီနော်ကျွန်တော်ဒီမှာတော့ရိုက်လိုက်သေးတယ်4ခွန်ဆိုတဲ့ကဏ္ဍဟာဒီ3လုံး5ဖြစ်ခဲ့လို့4ထိပ်နဲ့4ခွန်လို့ရိုက်သေးတယ်မှတ်မိရနော်အမျိုးတွေအဲ့ဒါဆိုရင်ဟုတ်ပြီအဲ့ဒါဆိုရင်3ထိပ်လို့ခေါ်တာနဲ့3 5 6ကို4လို့ပါလို့ခေါ်တာတော့ဟုတ်ပြီအဲ့ဒါဆိုရင်ဒီနှလုံး5နေအပေါ်တက်သွားတယ်ဟာဒီမှာ3ည1နှစ်2နှစ်3နှစ်4နှစ်ထွက်တာနဲ့8 3ည6ဆိုတာဟာဒီ3လုံးဒီ4သူ့ရဲ့4နှစ်ချာကဟိုက်3လုံး4အဲ့ဒီ4ကိုမှကျွန်တော်တို့ကဒီမှာလာပြီးတော့5 6 3လို့4လိုက်တာဟုတ်ပြီ3ထိပ်ဟိုက်နှလုံး1ကြောင်1ကအပိတ်ဟာဒီအဆောင်3လုံး6ကြောင်ပါဝါ1ပိတ်3 9 1ဟုတ်ပြီနော်အဲ့ဒါဆိုရင်အစာသုံးပြန်ကြည့်မယ်နော်ဗီဒီယိုကြတော့သိရှင်းပြလို့မရဘူးဗျာအဲ့ဒါဆိုဟုတ်ပြီအမျိုးတွေဒီဘူပရိတ်ကနေဟာဒီ3လုံးကို4လို့စခေါ်ပြီးဟုတ်ပြီနော်အဲ့ဒီ4ကနေဟာဒီ3ညာပရိတ်လည်းဖြစ်ဒီ3လုံး4ကိုတော့မှတ်ခဲ့တော့3ညာပရိတ်လို့ဖြစ်တော့နှလုံး5လည်းဖြစ်ရော1နှစ်2နှစ်3နှစ်4နှစ်မြောက်မှာ तू မကြခင်မှာ तू အရင်ကြမယ်4ခွန်ဆိုတဲ့ကဏ္ဍကြဘူးဟာဒီ3လုံးဒီ5လို့ဖြစ်မယ်အဲ့ကြမှာဒီကဏ္ဍလေးအောင်မှုအတွက်ကိုဟာဒီအဆောင်3လုံးဒီ6လို့ဖြစ်တော့65နဲ့1လို့လည်းဖြစ်လိုက်ရော3ထိပ်လို့ပေးတာစောတော်တော့ခေါ်ခဲ့တယ်အမျိုးတွေခေါ်ခဲ့တယ်4အဲ့ဒီ4ကိုမှဟာဒီ3လုံးဒီ4သူ့ရဲ့ပါဝါနော်ဒီ1ရဲ့ကြောင်းမှု1ပိတ်အဆောင်3လုံး6ပါဝါ1ဒီနှစ်ကွက်ထွက်ရမယ်8 3ဆိုတာဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒုတိယကြည့်မယ်ပေါ့ဟာဒီအဆောင်3လုံး4ကိုမှတ်ခဲ့ပြီး3ညပရိအောက်တဲ့ဆင်ဟိုက်နှလုံး5ကနေ1နှစ်2နှစ်3နှစ်4နှစ်ထွက်တာဒီရောက်ပြီရောက်တော့ခုနတော့မှ4ကြောင်ဟာဒီ65ကို3ထိပ်ထည့်4ဟာဒီအဆောင်3လုံး6ကဒီနှလုံး1အဲ့ဒီနှလုံး1ကြောင်1ကအပိတ်ဟာဒီ3လုံး6ရဲ့ပါဝါအဲ့ဒါဆိုရင်သူကြတဲ့နှစ်မှာသူ့အပေါ်မှာထွက်သလားခွန်4ဒီ3လုံးဒီ9နဲ့ထွက်တာဟုတ်ပြီเนาะအဲ့ဒါဆိုရပြီအဲ့ဒါဆိုဒီကနေထွက်မယ်ဟလာအဆောင်3လုံးဒီ4ဒီ3လုံးဒီ4အကွေးလေးတုံညနေအောက်ဆင်းတယ်နှလုံးက1နှစ်2နှစ်3နှစ်ထွက်တာ4နှစ်ထွက်တာနဲ့ဒီရောက်ပြီ
ဟာဒီ3လုံး6လို့ဖြစ်တယ်နဲ့ဒီနှလုံးဒီ1ရမှာ56နဲ့4ထိပ်လို့ထည့်ရတာခုနကတော့3ထိပ်လို့ထည့်ရတာခုနကတော့ခေါ်ခဲ့တဲ့4ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဟာဒီအဆောင်3လုံး6ရဲ့ပါဝါ1ဒီနှလုံး1ရဲ့ပါဝါ1က1ပဲဒီနှလုံး1က1ပဲအဆောင်3လုံး6ကရှည်တောင်သွားပြီနော်3ခု1ဗီဒီယိုတော့ရှည်သွားပြီကဲအားလုံးမျိုးတွေရပါမလားမသိတင်လို့တော့ကဲမင်္ဂလာပါဗျာ